ဒီနေ့တော့ Christmas နဲ့ New Year အတွက်ဘန်ကောက်မြို့မှာရှိတဲ့ Asiatic Riverfront Destination ကိုစူဆန်ကခေါ်ရပြီးမယ်နော်ဒီနေရာက free entry ဖြစ်ပြီးမနက်7:00 နာရီကနေည7:00 နာရီအထိနေ့စဉ်ဖွင့်လှစ်ထားပါတယ်အခု Christmas ကနေ New Year ကာလအတွင်းရက်အလိုက် activity တွေပွဲတွေရဲ့အချိန်ကိုလည်းဒီဗီဒီယိုလေးထဲမှာဖော်ပြပေးထားပါတယ်နော်ပထမဆုံးအနေနဲ့ကြောက်ဖြာမြင့်ရဲ့အလားကိုနောက်ခံထားပြီးညဖက်ရောက်လာတာနဲ့မီးအောင်လေးတွေ့ပြင်းနေတဲ့ Riverlight Christmas Tree ကတော့တပ်ပုံရိုက်ကိုအရန်လာတဲ့ spot တစ်ခုဖြစ်ပါတယ်စူဇန်တို့လိုညဖက်ရောက်သွားတဲ့တငယ်ချင်းတွေအတွက်ဒီနေရာမှာတပ်ပုံရိုက်တဲ့အခါဖုန်းရဲ့ flash ဖွင့်ပြီးရိုက်ဖို့လည်းအကြံပေးချင်ပါတယ်နော်ဒီနေရာကတော့အရန်ကိုချစ်စရာကောင်းတဲ့ carousel ပါ carousel ticket ကတယောက်ကိုဘတ်150ကျတင်ပြီးရှိမှရက်ပြီးတပ်ပုံရိုက်တာနဲ့ Facebook Instagram မှာတင်လို့ရမယ်နေရာတစ်ခုပါပဲနော် Dream ကြိုက်တဲ့သူတွေဆိုရင် Haunted Mansion ကိုလည်းလက်မလို့တက်ပါဘူးနော် Haunted Mansion ရဲ့လက်မှတ်စီးနှုန်းကတူးကိုဘတ်300ဖြစ်ပါတယ်အရက်4ပေအောက်ကလေးတွေတော့ဝင်ခွင့်မရှိပါဘူးဒါကတော့ Asiatic ရဲ့အထင်ကရ attraction တစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံရဲ့အကြီးဆုံး Sky Ferry ဝီပါတောက်ဖျားမြင့်ရဲ့အလားအပဘန်ကောက် City Light တွေကိုတစ်ချက်တည်းနဲ့မြင်နိုင်ပါတယ်။ကြာတိခင်ကမှဖွင့်ထားတဲ့ Jurassic World ကလည်း Dinosaur Crazy တသားမီမီတွေကြိုက်တွေ့စီမဲ့နေရာတစ်ခုပေါ့။နောက်ထပ် Christmas Tree Photo Spot မှာအလားဆင်ထားတဲ့အယောင်တွေ ornament လေးတွေကြောင့်ချက်ပုံရိုက်ရင်အရန်ပေါ်လွင်ပါတယ်။အသက်ဝင်လာတဲ့ရုပ်ထုတွေ foreigner အတွေ့အကြိုက်အဝတ်အထည်လက်ဆောင်ပစ္စည်းလက်မှုပစ္စည်းအယောင်ဆိုင်တွေ game station တွေအပြင်အခုချိန်မှာ Season of the Jolly ဆိုပြီး food market တစ်ခုလည်းရှိပါသေးရဲ့ဒါဆိုရင်တော့စူဆန်တို့လိုမိသားစုတကယ်ချင်းချတူတွေနဲ့အတူအချိန်ကောင်းဖြစ်တဲ့ချင်းရင်တော့ Asiatic River for Destination ကိုလက်မလွတ်တင်ပါဘူးနော်နောက်ထပ်လည်းဘန်ကောက်မှာသွားရမယ့်နေရာတွေကိုလည်းသိချင်နေဆိုရင်မြန် Live Thailand page ကို like and follow လုပ်ထားပေးပါနော်